င်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဝါသနာရှင်များတက်ကိုဆိုတော့နှမ်းနေရမလို့ပေါ့တိတ်နဲ့ထိတ်နဲ့ပိတ်နဲ့တောင်မှမှားရင်ပြီးတော့ကျွန်တော်ပြန်ခဲ့ပြီးတာเนาะတက်ကိုဆိုတော့နှမ်းစရာမလို့ပေါ့တဲ့ပေါ့เนาะထွက်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်ပေါက်ပြီးရွေးချယ်တဲ့နေရာမှာတော့လွဲချော်သွားခဲ့ပါတယ်ဘာဖြစ်လို့လွဲချော်သွားလဲဆိုတော့ကနန်းကိုတတ်လိုက်လို့ပေါ့ဗျာအဲ့လိုဖြစ်သွားတယ်ကနန်းကိုတတ်ပလိုက်တာအမှလွဲချော်သွားတော့ဟုတ်ပြီကျွန်တော်တို့မနေ့ကကျွန်တော်9ရက်နေ့1638ကိုခွေပူးရေးရတယ်နော်1638ကိုဒီပတ်4ပင်အောင်ထွက်တယ်9ရက်နာနဲ့အတွက်ပေါ့နော်9ရက်နာနဲ့အတွက်ကျွန်တော်တွက်ဆိုင်လေးတော့မပြတော့ဘူးဗျာဝါသနာရှင်များနော်ကျွန်တော် live လွှင့်ပြီးတော့ပြချင်တာ live လွှင့်ပြီးတော့ပြချင် live ကခုတည်းကိုလွှင့်မရဘူးဘာတွေဖြစ်နေလဲတော့မသိဘူးအကောင့် live လွှင့်လို့မရဘူးဖြစ်ဟို channel က live လွှင့်လို့မရဘူးဖြစ်အဲ့လိုဖြစ်နေအဲ့တော့တွက်ဆိုင်လေးတော့မပြတော့ဘူးဗျာနော်နည်းနည်းလေးအချိန်လေးကိုငက်ကွက်ပြီးတော့ကျွန်တော်ပြောမယ်ထိတ်စီးမှာကထိတ်စီးက၄လုံးဖြစ်နေတယ်အမှန်တော့၄လုံးပဲယူရမှာပါဗျာထိတ်စီး၄လုံးထိတ်စီး၄လုံးကဘာလဲဆိုတော့1 6 8 1ကဲ6ကဲ8ကဲ168 3ပေါ့ဗျာနော်168 3ထိတ်နော်အပိတ်ကလည်းဒုံနီးတူသွားပဲ၄လုံးပဲ6 1 9 4နော်6 1 9 4 6 1 9 4တဲ့အမှကအပိတ်မှာဆိုရင်6နဲ့9အားကောင်းတယ်ထိတ်မှာဆိုရင်6နဲ့8အားကောင်းတယ်ဒါအားကောင်းတဲ့ဟာကိုပြောပြတယ်နော်ဒီဘက်ထဲကလည်းထွက်မှာပေါ့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တွက်ပြမယ်16အော်ဒီအောက်မှာတစ်ကိုတော့မှရေးလိုက်မယ်နော်အားမဲ့ဟာရှိတယ်မအားမဲ့ဟာရှိတယ်16ပြီးတော့ပြီးတော့19 ထွက်ပြီးသားတွေပါရနော်16 19 14ကတော့ကူ66နော်66ပြီးတော့69 64နော်ပြီးတော့86 84ဒီကောင်ကတော့အားစရာမလိုတဲ့ဒီကောင်တွေကအားမှာ16တွေကရှေ့နောက်ရှိနေတာဟိုနော်ဒါကြောင့်မလို့86ပြီးတဲ့အခါ86ပြီးတော့81နော်86 81 89ကအားစရာမလိုဘူး89 84ဟုတ်ပြီနော်89 84ဟုတ်ပြီအဲ့ပြီးတော့ဒီကောင်လေးတော့အာဆီယံမလို့တော့ဒီမှာလာအောင်ပါပဲသူကလည်း36နော်31ဒီကောင်လေးတော့အားမယ်ဗျာနော်အားမယ်1 2 3 4 5 6 9 10 9ကအားမယ်36 31ပြီးတော့39 34မနေ့ပိုင်းအဲ့ထရပဲမနေ့ပိုင်းမှာထွက်လိမ့်မယ်မနေ့ပိုင်းမှာအဲ့ထရပဲထွက်လိမ့်မယ်အပူးတတိထားပါအပူးတစ်ချက်တတိထားပါနော်မနေ့ပိုင်းဒီထရပဲထွက်မယ်31 36 16 19 14 69 64 86 81အားမယ်နော်ဘာလို့ဆိုတော့16ဒီရှေ့မှာလည်းရှိတယ်နောက်မှာလည်းရှိတယ်16နဲ့ပတ်သက်တာတွေအကုန်အားမှာ
ဒီထက်ကနေမှထွက်ပြီးသားကဏ္ဍနေပယ်ခဲ့လိုက်ပေါ့ဗျာနော်ထွက်ပြီးသားကဏ္ဍနေပယ်လဲပယ်ခဲ့လိုက်ပေါ့ဒါတွေကတော့တဲ့ပဲနော်ဒါတွေကတော့တဲ့ပဲဒီမှာအပူးရှိတယ်အပူး1166ရှိတယ်အပူးဒီမနေ့ကမှထွက်ဖို့အားကောင်းတယ်လို့နည်းနည်းယူဆထားတယ်ခင်ဗျနော်အားလုံးပဲငွေကံပေးလို့ငွေတွေဝင်ပါစေဗျာနော်ဒီအထက်ကနေမှကျွန်တော်ဘာကြောစီမံဩကွက်လိုချင်နေဆိုရင်39 6 136 6 ဘိုက်ပါကိုလာခဲ့ပါနော်ဘိုက်ပါကိုလာခဲ့ပါကန်ဆက်ကြီးက2000ကျပ်ပါနော်ကန်ဆက်ကြီး2000ကျပ်ပါပေါက်ပေးပါနော်ပေါက်ပေးပါကန်ဆက်ကြီး2000ကျပ်ဖြစ်ပါတယ်နော်ဝါသနာရှင်များအားလုံးပဲငွေကံပေးလို့ငွေတွေဝင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်မင်္ဂလာရှိသောညချမ်းလေးမှာအိမ်မက်လှလှမကြပါစေလည်းနဲ့မိုးတောက်အလင်းရောက်ပြီးတော့မင်္ဂလာရှိစွာနဲ့ငွေတွေဝင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသတ်ပါတယ်ခင်ဗျာဘိုင်ဘိုင်